ခြေစွမ်းမဆိုရင်တော့ဖလားရဖို့ကံပါနေတဲ့အစဉ်ပြန်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Dimension ရွှေထီး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အာဆင်နယ်ဟာပြီးခဲ့တဲ့300ဒီစတိုင်းဖလားရဖို့ရုန်းကန်နေရပြီးဒုတိယလူဘဝနဲ့စသိမ်းထားတဲ့စီတူလင်းအသင်းဖြစ်ပါတယ်ဒီတစ်ခါတော့အာဆင်နယ်တို့ရဲ့ချန်ပီယံလက်ကီတွေစတင်အသက်ဝင်နေပြီလားလို့အောင်ထင်မှတ်စရာပါပဲအာဆင်နယ်ကဂိုးသွင်းစရာတော့မလိုတော့ပဲပွဲစဉ်တွေကိုတနည်းနည်းနဲ့အနိုင်ရနေပါတယ်ဒီတစ်ပတ်ကစားခဲ့တဲ့ Crystal Palace နဲ့ကာရာဘောင်ဖလားကွာတာဖိုင်နယ်မှာလည်းအာဆင်နယ်ကဒီလိုပုံစံနဲ့ပဲအနိုင်ရရှိခဲ့ပြန်ပါတယ်အာဆင်နယ်ကဒီပွဲမှာအရန်အသင်းကလူစီရင်ကိုချပြခဲ့ပေမဲ့အရန်ကုန်အင်အားဖြည့်တင်ထားတဲ့အကျိုးကြောင့်ပွဲထွက်ကစားသမားတွေနဲ့ခြေစွမ်းသိမ့်မကွာတဲ့ကစားသမားတွေကိုမြင်တွေ့ခဲ့ရတာပါအာဆင်နယ်ကပထမပိုင်းမှာပြိုင်ဘက်ကိုလွှမ်းမိုးကစားထားပေမဲ့ဂိုးရဖို့တော့ရုန်းကန်နေရပါတယ်နိုနီမာဥတကီနဲ့ဂါဘရီယယ်မာတီနယ်လီတို့ဟာတောက်ပရမယ့်အခွင့်အရေးတွေကိုသုံးမချနိုင်ကြဘဲအဆုံးသက်ပိုင်းအားနေနေကြပါတယ်အထူးသဖြင့်မာတီနယ်လီဆိုရင်ဘယ်ချမ်းကနေဇက်တိုက်စေတော့ကပေးနေပြီးအချိန်ချင်းထိုးပေါက်ခဲ့ပေမဲ့ပထမပိုင်းဂိုးမရလိုက်ဘူးဆိုတာအံ့ဩစရာကြီးဖြစ်ခဲ့ရပါတယ်ဒုတိယပိုင်းကျတော့လေးုံငှက်တွေတဖန်ပြန်လာနိုင်ကြပြီးအာဆင်နယ်ဂိုးဝက်ကိုပြန်လဲချင်းချောက်လာကြပါတယ်အာဆင်နယ်ကအဓိကကစားသမားအချို့ကိုပါပြန်ထည့်ရပြီးဂိုးရဖို့အားထုတ်ခဲ့ပေမဲ့လည်းမိနစ်80အထိဘာမှမထူခဲ့ပါဘူးအဲ့ဒီနောက်ထုံးစံအတိုင်းဆက်ပစ်အခွင့်အရေးကနေအာဆင်နယ်တို့ကန်ကောင်းခဲ့ပြီးမက်ဆန်လစ်ခရိုကကိုသွင်းပေးသွားပါတယ်အာဆင်နယ်တို့အနိုင်ရလိုက်ပြန်ပြီးထင်ခဲ့ပေမဲ့65မိနစ်ရောက်မှာမတ်ဂေဟီကိုခြေပါကုန်းပေးလိုက်ရတဲ့အတွက်1-1နဲ့တည်ရကြသွားပြီးပက်နတီကန်ခဲ့ရပါတယ်ပက်နတီမှာလည်းလစ်ခရိုစ်ပဲဆက်လက်အကျိုးပြုခဲ့ပြန်ပြီးသူ့ရဲ့ပက်နတီကိုဂိုးသမားကီပါကာကွယ်လိုက်နိုင်ပါတယ်ဒါကြောင့်အာဆင်နယ်တို့8-7နဲ့အနိုင်ရပြီးနောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်အာတီတာကဒီပွဲမှာကစားသမား10ယောက်ထိအပြောင်းလဲလုပ်ပြီးပွဲထွက်လာခဲ့တာပါအာဆင်နယ်နဲ့ရှိရင်ပဲလစ်ကလူမရှိတာကြောင့်တူညီတဲ့လူစီးရင်နဲ့ပဲပွဲထွက်လာရပါတယ်အာဆင်နယ်ကအရန်ကစားသမားတွေဟာအဆုံးသက်ပိုင်းအားနည်းချက်တွေရှိသလိုဂိုးသမားကီပါဆိုရင်လည်းဖဲလစ်ဘက်ကမတိုက်နိုင်လို့သာရလက်ကောင်းရရှိတာဖြစ်ပါတယ်နောက်တစ်ဆင့်တွေကြော်ဖြတ်ကြည့်ရင်ဖလားပွဲကန်တဲ့အသင်းကဒီထက်တိုးတက်လာဖို့လိုအပ်ပါသေးတယ်ပြီးခဲ့တဲ့တနေ့ကပဲလစ်ကိုဟက်ထရစ်သွင်းခဲ့တဲ့ဂါဘရီယယ်ဂျေဆုကဒီပွဲမှာဒီယာဒီပထမဆုံးဖြစ်ပွဲထွက်ကစားခဲ့တယ်လို့ဒါဟာသူ့ရဲ့ပွဲ100မြောက်လည်းဖြစ်ခဲ့ပါတယ်ဂျေဆုဟာအာဆင်နယ်အတွက်သွင်းဂိုးရရှိနိုင်အောင်ကြိုးစားနေပေမဲ့လည်းဒီပွဲမှာမလုံလောက်ခဲ့ပဲရုန်းကန်နေရပြန်ပါတယ်အာဆင်နယ်မှာကတိုက်စစ်မှုတွေ3ယောက်တောင်ရှိတယ်ဆိုပေမဲ့ဖန်တီးမှုအပိုင်းတွေအားနေတယ်လို့တောင်ပန်တွေကနေပဲအားပြုထိုးဖောက်နေတာကြောင့်ပြန်ဘက်တိုင်အလွတ်ရနေတဲ့ကစားကွက်ဖြစ်နေပြီးပြန်ဘက်ကိုရင်ဆိုင်ရခက်ခဲနေရပါတယ်ဒါပေမဲ့လည်းချန်ပီယံကန်တွေကောင်းနေတဲ့အာဆင်နယ်ကနိုင်ပွဲနောက်တစ်ပွဲကိုထပ်ပြီးရရှိလိုက်ပြန်ပါတယ်အာဆင်နယ်ကဆီမီဖိုင်နယ်ကျရင်လန်ဒန်ဒါဘီပြိုင်ပွဲမြန်မာလေးတို့ချက်စီးနဲ့ရှင်ပြိုင်ကစားရမှာပါဆီမီဖိုင်နယ်ကိုဇန်နဝါရီ16နဲ့ဖေဖော်ဝါရီ4တို့မှာနှစ်ကြော့ပွဲစဉ်ဖြစ်ကစားသွားရမှာလည်းဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်